Hello အားလုံးပဲမင်္ဂလာပါရှင်မရများမြေရှင်မြင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်ထောက်ကျက်မျိုးလမ်းကလည်းနှစ်ဖက်ပေါက်တယ်ပဲခူးလမ်းမအင်းကြီးမှာရှိတယ်မျက်နှာစာစနစ်နောက်ကိုပေ60ကျဲပုံမှာဆောက်လုပ်ထားတယ်ဘောင်းကွယ်အိမ်တစ်ဆက်ဆက်လေးနဲ့မိတ်ဆက်ပေးမှာပါဒါကတော့ဝင်ချင်းလေးပါဝင်ချင်းလေးမှာဆိုလို့ရှိရင်တော့တကားလေးကိုတန်တကားလေးတိတိကျကျလေးလုပ်ပေးထားပါတယ်အရင်အရှိမှာဆိုလို့ရှိရင်ကားထိုးလို့ရမယ်ကားပါကင်းနေရာလေးရှိမယ်အိမ်နေတဲ့ကိုတစ်ချက်လိုက်ကြည့်ပေးအောင်နော်အိမ်နေတဲ့ကိုဝင်လိုက်ပြီးဆိုတာနဲ့ပထမဆုံးမြင်ပြရမှာကတော့ဖျားခန်းလေးပါနည်းနည်းချက်တွေလည်းတက်ထားပေးပါတယ်နော်ခင်းနေလုံးကိုအုတ်တင်နေကြီးဆောက်ပေးထားဖြစ်ပါတယ်အခန်းလေးရဲ့ပြမှာဆိုလို့ရှိရင်လူနှစ်ယောက်စာတွားလို့ရမယ့်လမ်းလေးလုပ်ပေးထားပါတယ်ဒါကတော့အခန်းလေးပဲဖြစ်ပါတယ်ရှင်အခန်းလေးပါဒီပြီးလို့ရှိရင်နောက်မှာမိဖို့ကြောင်လေးပါမယ်မိဖို့ကြောင်လေးမှာဆိုလို့ရှိရင်ပေးစင်းပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်အင်တာကြီးထိုးကန်တွဲရဲ့အင်တာကြီးထိုးကန်တွဲရဲ့ကိုအင်တာကြီးကတော့ဘူတိုင်းလေးပဲဖြစ်ပါတယ်ပြပြရည်လည်းခင်းထားပြရဖြစ်ပါတယ်နော်ရွာမြေစစ်ပေါ်မှာတိဆောက်ထားပြီးတော့ရင်းကြီးတိဆုံးပါမယ်အလှက်လေးကတော့အရှိလှက်လေးလည်းဖြစ်မယ်လမ်းတွေကလည်းကောင်းဝင်ထွက်ဆင်ပေးတဲ့နေရာလေးလည်းဖြစ်ပါတယ်နော်ပဝင်းကျင်လူစီကားပြီးတော့ပဝင်းကျင်တက်ပါတယ်အိမ်လေးရဲ့ခေါ်စည်းလေးကတော့380ကိုပိုင်ရှင်တိုင်းရညှိနှိုင်းပေးမှာဖြစ်ပါတယ်ရှင်လိုချင်တယ်ဆိုလို့ရှိရင်တော့ဗရမများမြေအချက်မျိုးကိုအခုပဲဆက်သွယ်ပေးပါရှင်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့399958လေးလုံးက39999999ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်Are you for real in love with me?